အမျိုးသမီးကဘာကူမှတွန်းဆုတ်မနေပဲလေးရင်တကားကိုဖွင့်ပြီးတော့ရုတ်တရက်ခုံချလိုက်ပါတော့တယ်သူမမှလေးထီးတောင်ပါမသွားပါဘူးသူတို့နေရာလုံးတဲကန်တာတာထဲကိုဘုံကျဲသလိုမျိုးအရှင်ပြင်းပြင်းနဲ့ပြုတ်ကျသွားကြပါတယ်ကံကောင်းလို့သာသူတို့အသက်ရှင်ခဲ့တာဖြစ်ပါတယ်မဟုတ်ရင်တော့သူတို့ဘဝတွေအဲ့ဒီနေရာမှာပြီးဆုံးသွားရမှာပါအမျိုးသားကတော့ဒေါသတကြီးနဲ့ဘာကိစ္စအဲ့လောက်တောင်လိုးနေရတာလဲလို့မိလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူကတဲကုံကြီးတဲကိုစပြီးနှိမ့်ဝင်သွားပါတော့တယ်ဘာမှစဉ်းစားမနေပဲအမျိုးသမီးကလည်းသူ့နောက်ကိုလိုက်ပြီးခုံချလိုက်ပါတယ်ကံကောင်းထောက်မစွာနေပဲအမျိုးသားကသူ့မလက်ကိုအချိန်မီလေးလှမ်းဆွဲထားနိုင်ခဲ့ပါတယ်မဟုတ်ရင်တော့အောက်ကိုပြုတ်ကျသွားတာနဲ့သူတို့နှစ်ယောက်လုံးသေဆုံးသွားနိုင်ပါတယ်သူတို့ရောက်နေတဲ့နေရာကလွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကပျောက်ကွယ်သွားခဲ့တဲ့ရေအောက်ရွှေ့ဝက်ကဘာကြီးဆိုတာကိုသူတို့လုံးဝမသိခဲ့ကြပါဘူးဒီနေရာဟာတစ်ချိန်လုံးကနတ်ဖျားတွေသူတို့ရဲ့လက်နက်တွေကိုဖန်တီးခဲ့တဲ့နေရာလည်းဖြစ်ပါတယ်ပင်လယ်ဘရင်ကြီးရဲ့နာမည်ကျော် Trident ခဲရင်ခေါ်လက်နက်ကိုလည်းဒီမှာပဲပြုတ်လုပ်ခဲ့တာပါအဲ့ဒီလက်နက်ကိုပိုက်ဆိုင်တဲ့သူကသမုဒ္ဒရာတစ်ခုလုံးကိုအုပ်စိုးနိုင်လောက်တဲ့အထိကြီးမားတဲ့စွမ်းအားတွေရှိတယ်လို့လည်းဆိုကြပါတယ်အဲ့ဒီအချိန်မှာပဲအမျိုးသမီးကတော့အိုးကြီးတစ်ချောင်းကိုကောက်ယူလိုက်ပြီးအမျိုးသားရဲ့ချွေးတစ်ဆက်ကိုအဲ့ဒီတော့ပေါ်မှာချလိုက်ပါတယ်ခဏကြာတော့အဲ့ဒီထူးဆန်းတဲ့ကိရိယာကြီးကအသက်ဝင်လာပြီးသူတို့ရှိမှာ Atlantis ရဲ့ပထမဆုံးဘုရင်ကြီးရဲ့ပုံရိပ်ပေါ်လာပါတော့တယ်ဘုရင်ကြီးရဲ့ပုံရိပ်ကနေတဆင့် Trident လက်နက်ခွက်ထားတဲ့နေရာပြမြေပုံကိုပြတာဖြစ်ခဲ့ပါတယ်အဲ့ဒီမြေပုံရဲ့အကူအညီနဲ့ပဲသူတို့နှစ်ယောက်လိုရာခရီးကိုရောက်ရှိသွားကြပါတယ်ဒါပေမဲ့လက်နက်ရှိတဲ့နေရာကိုအတီးပြူလို့ပြီးတာနဲ့ရန်သူတွေကကောင်းကင်ဘော်ကနေရုတ်တရက်ဆင့်တက်သွားကြပါတော့တယ်အခုဆိုရင်တော့ပြင်းထန်တဲ့တိုက်ပွဲကြီးတစ်ခုစတင်တော့မှာပဲဖြစ်ပါတယ်သူမရဲ့အဖော်ဖြစ်သူမိတ်လဲသွားတာနဲ့သူမကကဲတင်ဖို့ပြေးသွားလိုက်ပါတယ်ဒါပေမဲ့ရန်သူကသူမရဲ့လေဘင်းကိုဓာတ်နဲ့ထောက်ပြီးလက်နက်ရှိတဲ့နေရာကိုပြောပြဖို့မင်းမြန်းပါတော့တယ်သူမကတော့ဘာမှမပြောဘဲနှုတ်ဆက်နေခဲ့ပါတယ်အဲဒီနောက်ရန်သူတယောက်ကနေရာကိုပြောပြလာအောင်လို့သူမရဲ့အဖော်ကိုတတ်ဖို့လုပ်ပါတော့တယ်သူမကအသက်ရှင်ဖို့သူမရှိတဲ့အားကုန်တုံးပြီးရုန်းကန်ခဲ့ပြီးမဲ့နောက်ဆုံးမှာတော့ရန်သူကသူမကိုမြေကြီးပေါ်ပစ်ခါလိုက်ပါတော့တယ်